တိုက်ခိုက်ရေးမှာသူ့ရဲ့အားနည်းတဲ့အပိုင်းတွေကိုအခုလိုပြောပြလာခဲ့တဲ့ကျော်စွာဝင်းပရိသတ်ကြီးတို့ရေလူတိုင်းမှာအားနည်းချက်အားသာချက်ဆိုတာကိုစီကိုငါရှိကြသလိုတိုက်ခိုက်ရေးသမားတွေမှာဆိုလဲအားသာချက်အားနည်းချက်တွေရှိတတ်တာကတော့သဘာဝပါပဲနော်ဒါကြောင့်လဲပြိုင်ဘက်ဖိုက်တာတွေကကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေကိုပြိုင်ပွဲမစခင်မှာလေ့လာတတ်ကြပြီးတော့ကျိုးဝိုင်းအတွင်းမှာအဲ့ဒီအားနည်းချက်တွေကိုဖိနှင်းပြီးတော့အားသာချက်တွေကိုကောက်ကွယ်နိုင်ကြဖို့အတွက်လဲလေ့ကျင့်ပြင်ဆင်တတ်ကြတာပဲဖြစ်ပါတယ်ဒါကြောင့်မြန်မာကစားသမားတွေအနေနဲ့ကလည်းအားနည်းချက်ကိုပြင်ဆင်ပြီးတော့အားသာချက်တွေကိုပါဝါချက်တင်နိုင်မှတစ်ဖက်ဖိုက်တာကိုရင်ဆိုင်ထိုးတက်နိုင်မှာပဲဖြစ်ပါတယ်ရှင်။မြန်မာရိုးကလက်ဝဲမှာပွဲပေါင်းများစွာထိုးတက်ထားတဲ့ကျော်စော်ဝင်းကတော့ဆရာကြီးတဆူဖြစ်တယ်လို့သူ့ရဲ့အားနည်းချက်တွေကိုလည်းအခုလိုမျိုးပဲပြောပြလာခဲ့ပါတယ်။ One Championship မှာပထမဆုံးထိုးတက်ခဲ့တဲ့ပွဲမှာဆိုရင်တော့ဂျပန်ဖိုက်တာမူဂါစီတိုနဲ့တွေ့ဆုံထိုးတက်ခဲ့တာဖြစ်ပါတယ်။ဂျပန်ဖိုက်တာမူဂါစီတိုဆိုတာကတော့ short တွက်များတဲ့ဖိုက်တာတူဆိုတာပြည်သက်တို့အားလုံးလည်းသိပါပဲ။သူကကျော်စော်ဝင်းနဲ့ရှင်မဲဆိုရင်တော့အရက်ပိုရှည်တဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ဂျပန်ဖိုက်တာမူဂါစီတိုကအဲ့ဒီပွဲမှာဆိုရင်တော့သူ့ရဲ့လက်သီးပါဝါအားကိုသုံးသလိုကျော်စော်ဝင်းကိုလည်းချုပ်ကွက်ပူးကွက်တွေနဲ့အနိုင်ရရှိအောင်တိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။ကျော်စော်ဝင်းကတော့ချုပ်တက်ပူးတဲ့အပိုင်းကိုမကြိုက်တဲ့သူမို့တွန်းထုတ်တက်သလိုဖိုက်တာတစ်ယောက်မို့ဖိုက်တာလို့ထိုးသက်ခြင်းနဲ့လို့ပြောထားပါတယ်။စိုင်ထိုးပြိုင်ထိုးတာကိုပဲစိတ်ဝင်စားတဲ့ကျော်စော်ဝင်းကချုပ်တဲ့အပိုင်းကိုသိမကြိုက်သလိုအဲ့ဒီအပိုင်းမှာအားနေတယ်လို့ဆိုပါတယ်။မာကုံပါဝါကောင်းတယ်လို့နိစနစ်ပိုင်းကိုတိထက်ပို့ပြီးတော့ကောင်းမအောင်ကြိုးစားနေတဲ့ကျော်စော်ဝင်းအားနဲ့ချက်ကတော့ချုပ်တဲ့အပိုင်းပဲဖြစ်ပါတယ်။ကျော်စော်ဝင်းကတော့ဖက်တက်ဂျင်မာထရိနီပိုင်းကိုတေချာလေးကိုဂယူဒီဇိုင်ပြင်ဆင်ပြီးတော့နိစနစ်ပိုင်းတိုးတက်အောင်ကြိုးစားနေသူတယောက်ဖြစ်ပါတယ်။လက်ဒီပါဝါအကောင်းအောင်လေ့ကျင့်နေတယ်လို့ပြိုင်မဲ့ဖိုက်တာရဲ့ထိုးချက်ပါဝါတွေကိုလည်းသူ့အနေနဲ့လဲကျမသွားအောင်လို့ပြင်ဆင်တယ်လို့ဆိုပါတယ်။သူ့ရဲ့ကြိုးစားအထောက်မှုကအဆင်ပြေခဲ့တယ်လို့ပြောရမှာပါပြိုင်ဘက်ဖိုက်တာမူကစီတိုရဲ့လက်သီးပါဝါအားကိုခုခံကောက်ကွယ်နိုင်ခဲ့တယ်လို့သူ့ရဲ့လက်သီးပါဝါနဲ့ပြိုင်ဘက်ကိုအလဲချိုးအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ One Championship မှာပထမဆုံးပွဲစဉ်မွေထိုင်းပွဲစဉ်အတွေ့အကြုံများတဲ့ဖိုက်တာနဲ့ထိုးသက်ရတယ်ဆိုပေမဲ့ကျော်ဆောင်အနေနဲ့ကတော့ရှိန်နေဖိန်နေတာမျိုးမရှိပဲပွဲကိုအသာစီးကစားပြသွားနိုင်ခဲ့တာကိုပြည်သက်တို့လည်းတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သက်တွေကတော့ကြော်ကြီးမှကြော်ကြီးဖြစ်နေကြပါပြီရှင်။ဒါကိုလည်းကြော်ကြီးကပေါ်ပင်မှာပျော်ရွှင်မနေပဲအခုဖက်တက်ဂျင်မှာနောက်ထပ်လေ့လာရမယ့်အမွေထိုင်းနည်းပညာတွေကိုစက်တိုက်ဆိုသလိုလေ့ကျင့်သင်ကြားနေပြီဖြစ်ပါတယ်။မြမလဝိသမားပီပီကြော်ကြီးအနေနဲ့ချုပ်ကွက်ပူးကွက်တွေကိုတိတ်မကြိုက်ဘူးလို့ပြောထားသလိုနောက်ထပ်ကြော်ကြီးသတိထားရမယ့်အချက်ကတော့ခေါင်းတိုက်ကွက်ပါရှင်။မူကာစီရိုနဲ့ပွဲတုန်းကလည်းပြည်သက်တို့သတိထားမိလိုက်ကြမယ်ချင်ပါတယ်နော်။အပပြင်းထန်တဲ့တွဲလုံးနေတဲ့အကျူအမတ်မထင်မဲ့ခေါင်းတိုက်ချင်တဲ့အနေအထားလေးကိုတွေ့ရတာဖြစ်ပါတယ်။ကျော်ဆောင်ဝင်းအနေနဲ့မာကုံတက်လုံကတော့ရှယ်ပဲဆိုတာအခုပွဲကိုကြည့်ရင်သိနိုင်ပါတယ်။ပြိုင်ဘက်မူကာစီတို့ကတက်လုံကျသွားတာကိုတွေ့ရပါတယ်။ဒါပေမဲ့ကျော်ဆောင်ဝင်းမှာတော့အဆုပ်ပဲနှစ်ခုပါလဲလို့တောင်မှမယူစင်လောက်တဲ့အထီကိုမာကုံပါဝါတော်တော်ကိုပြည့်စုံတဲ့သူတယောက်ဖြစ်ပါတယ်။ကျော်ကြီးရဲ့အားသာချက်တွေကဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးနော်။ပွဲပြီးလို့အလဲထုတ်ခံလိုက်ရတဲ့ပြိုင်ဘက်ဖြစ်သူမူကာစီတို့အပေါ်မှာဆိုရင်လည်းလေးစားသမှုထားသူဖြစ်ပါတယ်။အနိုင်ရပြီးအကြီးကျယ်အောင်ပွဲမခံခဲ့သလိုပြိုင်ဘက်ဖြစ်သူမူကအနောက်ကိုသွားပြီးတော့ဖေးမကူညီပေးခဲ့တဲ့အထိစိတ်စေတနာကောင်းသူဖိုက်တာတယောက်ဖြစ်ပါတယ်။တကယ်ကိုဖြူစင်ရိုးသားတဲ့ကျမတို့ရဲ့ဖိုက်တာကြီးပါရှင်။လက်တလုံးမှာတော့ကျော်စော်ဝင်းကိုမွေထိုင်းပြည်ရော့ချန်နဲ့ထိုးသက်ဖို့အတွက်ပြောနေကြတာတွေရှိပါတယ်။ဒါ့အပြင်မကြသေးခင်ရက်ပိုင်းကဖက်တက်ဂျင်ကိုအလဲလာခဲ့တဲ့ဂျပန်ဖိုက်တာတာဂီယိုနဲ့ပွဲကိုလည်းမြန်မာပြည်သက်တွေကတော့တောင်းဆိုနေကြပါတယ်။မြန်မာပြည်သက်တွေကတကယ်ကိုလောဘကြီးလွန်းတယ်လို့ပြောရမလို့ပါပဲရှင်။ကျော်စော်ဝင်းကတော့ဘသူနဲ့ပဲပွဲတက်ပေးပေးသူ့ရဲ့တတိကသာခွင့်ပြုပေးမယ်ထိုးသက်ခိုင်းမယ်ဆိုရင်တော့ဘယ်ဖိုက်တာကိုမဆိုမငြင်းဘူးထိုးသက်ဖို့ရင်ဆိုင်သွားမယ်ဆိုပြီးပြောထားပါတယ်။တေချာသုံးသက်ကြည့်လိုက်မယ်ဆိုရင်တော့အဲ့ဒီလိုဖြစ်လာဖို့ကအမှန်တော့အချိန်ယူအောင်မှာပါရှင်။ဘာလို့လဲဆိုတော့ကြော်ကြီးအနေနဲ့မြန်မာလောဝေစီမင်းစီကနဲ့ထိုးမယ်ဆိုရင်တော့အိတ်မပြောရင်အခုထထိုးလို့ရပါတယ်။ဒါပေမဲ့မွေထိုင်းကပောင်စင်းဆိုရင်တော့ကြော်ကြီးအနေနဲ့ကပညာရဲ့ပိုင်းနဲ့ပွဲအတွေ့အကြုံလိုအပ်သေးတယ်လို့ထင်မြင်ယူဆမိပါတယ်။ပူပြီးချုပ်တဲ့အကွက်တွေမှာအားနည်းချက်ရှိတယ်ဆိုပြီးတော့သူကိုယ်တိုင်ပြောထားတဲ့ကျော်စော်ဝင်းအနေနဲ့ကတော့ဒီထက်ပိုတဲ့ niche နဲ့ပိုင်းတွေပြည့်စုံဖို့အတွက်လိုအပ်တယ်လို့ထင်မြင်မိပါတယ်ရှင်။ဘာပဲဖြစ်ဖြစ်ကျော်စော်ဝင်းတယောက်အားနည်းချက်တွေကိုပြုပြင်ပြီးတော့အာသာချက်တွေကိုထက်လောက်မွမ်းမံသွားမယ်ဆိုရင်တော့ကျမတို့မြန်မာပြည်သက်တွေမျှော်လင့်တောင်းတနေကြတဲ့မြန်မာကိုစားပြုချန်ပီယံဆိုတဲ့အောင်မြင်မှုကြီးနဲ့မကြတော့ဘူးလို့လည်းသုံးသပ်ယူဆလိုက်ရပါတယ်ရှင်။